안녕하세요. 이거는 말어 지내주주 G1 grammar လေးဖြစ်တဲ့ EAU EAU ဆိုတဲ့ grammar လေးကိုလေ့လာကြည့်ကြမယ်။အဲ့တော့ဒီချိန်သင်ပြနေကြပုံစံလေးဖြစ်တဲ့တစ်ခုကနေပြီးတော့နောက်ထပ်အမျိုးအစားအများကြီးအသုံးပြုလို့ရနိုင်အောင်လို့အခြေပြပေးသွားမယ်ပေါ့နော်။အဲ့တော့စပြီးတော့လေ့လာကြည့်လိုက်ရအောင်။ဟုတ်ပြီခြေဦးဒီနေ့လေ့လာမယ့် grammar လေးကဘာလေးလဲဆိုတော့ noun plus EAU EAU ဆိုတဲ့ grammar လေးပေါ့နော်။မြန်မာလိုအဓိပ္ပာယ်ကတော့ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်။ဟုတ်ပြီသူ့ကိုခြေဦးဘယ်အခြေအနေမှာလာသုံးပါလဲပထမတစ်ချက်မှတ်ရမယ့်တစ်ချက်လာပြီဘယ်အခြေအနေဒီမှာရှယ်တော့သွားသုံးပါလဲအဲ့ပထမတစ်ချက်ပေါ်ပြချက်တွေကိုရှယ်တွေပြောပြတဲ့အခါမှာရှယ်တို့သုံးလို့ရတယ်လို့မေးခွန်းနေမေးတဲ့အခါမှာလည်းရှယ်တွေသုံးလို့ရတယ်အဲ့ပထမတစ်ချက်မှတ်ထားရမှာကအမေရောအဖြေရောရှယ်တွေအသုံးပြုလို့ရမယ်ဟုတ်ပြီနော်ဒီစပြီးတော့ဆန်းစစ်ကြည့်ကြမယ်ပေါ့ဟုတ်ပြီဒီ grammar လေးရဲ့မူရင်းကဘယ်ကလာတာလဲဟုတ်ပြီ grammar လေးရဲ့မူရင်းကဘယ်ကလာတာလဲဆိုတော့တချေတို့တွေကမြန်မာစာမှာဆိုလို့ရှိရင်စာကြောင်းရဲ့အဆုံးသတ်မှာတီးလို့ဆုံးသက်လေးရှိတယ်တီးဒါမှမဟုတ်လို့ရှိရင်ဤဒါမှမဟုတ်လို့ရှိရင်မီဆိုပြီးတော့ဆုံးသက်လေးရှိတယ်ပေါ့နော်တီးဆိုပြီးတော့ဆုံးသက်လေးရှိတယ်ဒါပေမဲ့ cherry စကားပြောတဲ့အခါမှာဆိုလို့ရှိရင်စကားပြောတဲ့အခါမှာဆိုလို့ရှိရင်เนาะ cherry တို့တွေကတီးဤမီဆိုပြီးတော့မပြောတော့ဘယ်လိုပြောတာလဲဆိုတော့တဲဆိုတဲ့စလုံးလေးနဲ့ cherry အစားထိုးပြီးတော့သုံးလိုက်တယ်ဟုတ်ပြီဒီ grammar ကလည်းအဲ့လိုပဲဟုတ်ပြီသူ့ရဲ့မူရင်းကဘယ်ကနေလာလဲဆိုတော့ noun plus either ဆိုတဲ့ grammar လေးကနေဆင်းလာတယ်။နောက်အဲ့ဒါကိုမှ share တွေကဒါနဲ့ဆုံးတာမလို့ခြင်းဘူး။တီနဲ့ဆုံးနေတာမလို့ခြင်းဘူး။စကားပြောတဲ့ပုံစံပြောင်းခြင်းနဲ့ဆိုတော့တဲဆိုတဲ့ပုံစံလေးပြောင်းခြင်းနဲ့ဟုတ်ပြီ။ဒါကနေစကားပြောတဲ့ပုံစံပြောင်းချင်လို့ရှင်ချက်ဘာပေါင်းပေးရတာလဲဆိုတော့ show ပေါင်းပေးရတာပေါ့နော် verb ဆိုလို့ရှိရင် are you all you ပေါင်းပေးရတယ်ဒါကတစ်ချက်အနောက်မှာအသေးစိတ်ရှင်းပြမယ်ပေါ့နော်ဒီမှာတော့ရှင်းမရှင်းသေးဘူးအခု noun ဆိုတော့ချက်ဘာပေါင်းမလဲဆိုတော့ EAU EAU လာပေါင်းပေးရမယ်ဟုတ်ပြီချက်တို့တွေကမူရင်း verb ကဘယ်ရလာလဲဆိုတော့ noun plus either ကနေလာတယ်အဲ့ဒါကိုမှချက်တို့တဲဆိုတဲ့စလုံးလေးကိုပြောင်းလိုက်တော့ noun plus EAU ရှေယူဆိုတဲ့ဟာလေးရသွားတယ်ဟုတ်ပြီနော်တီကနေချက်ဘာပြောင်းလိုက်တာလဲတဲဆိုတဲ့ဟာလေးပြောင်းလိုက်တာဒီဟာလေးရသွားတယ် noun plus either ကနေ noun plus EAU ရှေယူဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒုတိယတစ်ချက်ကကျတော့ချဲတို့ဘယ်ဟာလေးလဲဆိုတော့သူ့ရဲ့မူရင်းလေးပေါ့နော်ဟုတ်ပြီသူ့ရဲ့မူရင်းလေးကဘယ်လာလဲ noun plus either နေလာတယ်ဟုတ်ပြီတစ်ချက်မှတ်လိုက်ပြီပထမတစ်ချက်ကချဲတို့အမေရောဖြေရောလုပ်တဲ့နေရာမှာသုံးလို့ရတယ်ဒုတိယတစ်ချက်ကကျတော့သူ့ရဲ့မူရင်းကဘယ်လာလဲ noun plus either နေဆင်းလာတယ်ဟုတ်ပြီနော် noun plus either လေးကနေဆင်းလာတယ်တီကနေပြီးတော့တဲဆိုတဲ့ပုံစံပြောင်းလာတာပေါ့ဟုတ်ပြီတတိယတစ်ချက်လာပြီဒီ grammar ကိုအသုံးပြုတဲ့အခါမှာခြေတို့တွေကအသက်ကိုအကြီးကထားကြည့်ပေးရမယ်ဟုတ်ပြီနော်အတရားချက်ကခြေတို့အသက်ကိုကြည့်ပေးရမယ်အသက်ကိုကြည့်ပြီးတော့ EAU နဲ့တွဲမလား share နဲ့တွဲကြမလားခြေတို့စဉ်းစားကြည့်ရမယ်ဟုတ်ပြီအသက်ကြည့်မယ်ဆိုတော့ခြေတို့သူ့ရဲ့အရှိက noun ကိုခြေတို့မှာအသက်ပေါင်းပါသွားကြည့်မှာပေါ့အဲ့ဒီ noun မှာအသက်ပါလာလို့ရှိရင် noun ကအသက်ပါလာလို့ရှိရင်ခြေတို့ဘာနဲ့တွဲမလဲဆိုတော့ EAU နဲ့ပေါင်းမယ် noun ကအသက်မပါလာဘူးဆိုလို့ရှိရင်เนาะခြေတို့ဘာနဲ့ပေါင်းမလဲဆိုတော့ share နဲ့လာပေါင်းပေးရမယ်ဟုတ်ပြီเนาะ noun မှာအသက်ပါလို့ရှိရင် EAU နဲ့တွဲမယ်မပါလို့ရှိရင် share နဲ့တွဲပေးရမယ်ဟုတ်ပြီဒါဆိုရင်ခြေတို့ဒီ grammar တစ်ခုကနေခြေတို့3ချက်မှတ်လိုက်ပြီဟုတ်ပြီပထမတစ်ချက်အမေရောဖြေရောသုံးတယ်ဒုတိယတစ်ချက်မူရင်းဒီ grammar ကဘယ်ကနေလာလဲဆိုတော့ noun plus either ဆိုတဲ့ grammar ကနေလာတယ်တတိယတစ်ချက်ကကျတော့အသက်ပါလို့ရှိရင် EA ရောမပါလို့ရှိရင် share ရောဟုတ်ပြီချေတို့နောက်ထပ်၄ခုမြောက်အချက်ကို share ကိုသွားကြမယ်ပေါ့နော်၄ခုမြောက်အချက်ကဘာလေးလဲဆိုတော့ share တို့တွေက grammar တစ်ခုကိုသုံးတဲ့အခါမှာအချိန်ပြပုတ်ပေါ်မူတည်ပြီးတော့ပြောင်းပြီးတော့သုံးပေးရတာရှိရပေါ့နော်ဟုတ်ပြီအင်္ဂလိပ်စာမှာဆိုလို့ရှိရင်ဘာတွေရှိရလဲဆိုတော့အချိန်ကာလပေါ်မူတည်ပြီးတော့ verb 1 verb 2 verb 3အဲ့လိုလေးခွဲထားတယ်ကိုရီးယားစာလည်းအဲ့ဒီလိုပဲမြန်မာစာမှာဆိုလဲရှိတယ်ပစ္စုပန်လက်ရှိဆိုလို့ရှိရင်ပစ္စုပန်အတိတ်ကဆိုလို့ရှိရင်အတိတ်ကာလပြနောက်ခုအနာဂတ်ကာလပြအဲ့ဒီလိုပဲမြန်မာစာမှာမြန်မာတရားမှာရှိတယ်လို့ပဲအင်္ဂလိပ်တရားတွေမှာ verb 1 verb 2 verb 3ဆိုရှိတယ်လို့ပဲကိုရီးယားစာမှာလည်းပစ္စုပန်အတိတ်အနာဂတ်ဆိုပြီးတော့ share 3ခုခွဲပြီးတော့လေ့လာလို့ရတယ်ဟုတ်ပြီပထမတစ်ချက်
အဲ့တော့ပစ္စုပန်ပေါ့နော်ပစ္စုပန်ကကျတော့ချေဘာမှစဉ်းစားနေကြမလို့ noun plus eau ရှေယူလေးပဲ noun plus eau ရှေယူလေးပဲဟုတ်ပြီအဲ့ဒါလေးကချေအသက်ပါလို့ရှိရင် noun plus eau နဲ့တွဲမယ်အသက်မပါလို့ရှိရင်ရှေယူနဲ့ချေလာတွဲမယ်ဟုတ်ပြီအတိတ်ကာလပြအတိတ်ကာလပြဖြစ်သွားပြီလက်ရှိမဟုတ်တော့ဘူးအတိတ်ကာလဆိုလို့ရှိရင်အတိတ်တုန်းကလုပ်ခဲ့တာအတိတ်တုန်းကဖြစ်ခဲ့တာတွေကိုချေညွှန်းပြခြင်းတဲ့အခါမှာအတိတ်တုန်းကလိုတွေဖြစ်ခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားပြီဟုတ်ပြီဒါကိုချေဘယ်လိုသုံးကြမှာလဲဆိုတော့ noun plus ဘာနဲ့တွဲပြီးတော့ share သုံးကြမှာလဲဆိုတော့ also you ပြီးတော့ your soil ဘာဖြစ်သွားလဲဆိုတော့ဒီအပေါ်က eau ရေယူတွေပဲချေဘာတွေပြောင်းလိုက်တာလဲဆိုတော့ also you your soil ဆိုပြီးချေပြောင်းလိုက်တယ်ပေါ့နော်ဟုတ်ပြီ noun ကအသက်ပါလို့ရှိရင် also you နဲ့သုံးတယ် noun ကအသက်မပါလို့ရှိရင် your soil နဲ့ချေလာသုံးပြရတယ်ဟုတ်ပြီနော် noun ကအသက်ပါလို့ရှိရင် also you မပါလို့ရှိရင် your soil နဲ့သုံးပေးမယ်ပစ္စုပန်လည်းပြီးသွားပြီအတိတ်ကာလလည်းပြီးသွားပြီအဲ့တော့အနာဂတ်ကာလအဲ့တော့အနာဂတ်မှာတော့သူကဒီဟာတွေဖြစ်လာပါလိမ့်မယ်အနာဂတ်ကာလကိုပြချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင် share ဘာနဲ့သွားပြီးတော့သုံးလို့ရတာလဲဆိုတော့ noun plus il koyo ဟုတ်ပြီအဲ့တော့ share grammar ကတော့ဒီ grammar လေးတစ်ခုတည်းပဲထားပေးမယ်အချိန်ကာလတွေကိုလိုက်ပြီးတော့ share အသုံးလေးကပြောင်းလဲသွားတယ်ဟုတ်ပြီနော်ပစ္စုပန်ကာလဆိုရင်ရှင် noun plus eau ရေကိုသူ့ရဲ့ကြီးဟာလေးပဲအတိတ်ကာလပြဆိုလို့ရှင် noun plus also you noun plus your soul ဖြစ်သွားမယ်အသက်ပါလို့ရှင် also you မပါလို့ရှင် your soul အခုအနာဂတ်ကာလပြအနာဂတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာမဖြစ်သေးဘူးအတိတ်တုန်းကလည်းမဖြစ်ခဲ့ဘူးလက်ရှိမှာလည်းမဖြစ်သေးဘူးအနာဂတ်မှာဖြစ်လာလိမ့်မယ်ကိစ္စနောက်မှဖြစ်လာလိမ့်မယ်ကိစ္စတွေကို Sherry က blue grammar လေးပြောင်းပြီးတော့သုံးပြရတယ်ဆိုတော့ noun plus il rather il koyo နဲ့ Sherry ပြောင်းပြီးတော့သုံးပြရတယ်ဟုတ်ပြီနော် noun plus il koyo နဲ့ Sherry ပြောင်းပြီးတော့သုံးပြရတယ်ဒီချက် grammar တစ်ခုကနေပြီးတော့ဘယ်နှမျိုးတောင်လေ့လာလို့ရသွားလဲဆိုတော့၄မျိုးတောင်လေ့လာလို့ရသွားတယ်ပေါ့နော်အဲ့တော့မူရင်းကကြတော့ကျတော့ဘာလေးလဲဆိုတော့ noun plus either ဆိုရဲ grammar လေးကနေလာတယ်သူ့ရဲ့အဓိပ္ပာယ်ကဖြစ်ပါသည်ဆိုရဲအဓိပ္ပာယ်ရတယ်ပေါ့နော်ဖြစ်ပါသည်ဆိုရဲအဓိပ္ပာယ်နောက်တစ်ခုကျတော့ verb 1ပေါ့ပစ္စုပန်ကာလကိုပြချင်တဲ့အခါကျလို့ရှိရင် noun plus eau share you ဆိုပြီးတော့သုံးပေးရတယ်သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကဖြစ်ပါတယ်စကားပြောသုံးလေးဖြစ်သွားမယ်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်အသက်ပါလို့ရှိရင် eau မပါလို့ရှိရင် share you နောက်တစ်ခုအတိတ်ကာလကို Cherry ညွှန်းမှာပေါ့နော်အတိတ်ကာလကိုပြချင်တဲ့အခါမှာ Cherry ဘာ grammar နဲ့သုံးပါလဲဆိုတော့ noun plus also you your soul နဲ့လာသုံးရမယ်ဟုတ်ပြီ noun plus also you your soul ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကဖြစ်ခဲ့ပါတယ်လို့ Cherry သုံးပေးရတယ်ဟုတ်ပြီနော်အတိတ်ကာလမှာဒီလိုလိုတွေဖြစ်ခဲ့ပါတယ် noun plus also your soul နဲ့သုံးပေးရမယ်အသက်ပါလို့ရှိရင် also မပါလို့ရှိရင် your soul နောက်တစ်ခုအနာဂတ်ကာလပြပေါ့အနာဂတ်ကာလပြဖြစ်တဲ့အတွက်ကြောင့်မလို့ချက်ဘာ grammar လေးနဲ့သုံးပါလဲဆိုတော့ noun plus il koyo သူကအသက်ဘာမှကြည့်ပေးစရာမလိုဘူး noun ကိုအကုန် noun နဲ့အကုန်လုံးကို il koyo နဲ့ချက်ပေါင်းပြီးရုံပဲပေါ့နော်သူရဲ့အဓိပ္ပာယ်ကတော့ဖြစ်ပါလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ရဟုတ်ပြီနော်အဲ့တော့ခြေရော grammar တစ်ခုကနေပြီးတော့ grammar အပွားလေးခြေရော၄မျိုးကိုလေ့လာလို့ရသွားမယ်ပေါ့နော်